Or have the $5.99 steak special. What if everyone gave you the value that the general does? Man. Count jaram di. Chin jaram di. Chin pun ada chin jaram. Mingala wa chodu awai. Chin bo pi. Nakam yo. Nó bố là cha làm gì? À, bao miệng nó mới khối vào lồn. Đó là anh nếu mà này ra rồi, phiên này ra rồi. Cho nó lấy một đôi nào lại trả vì sao? Nó đi xem nó bộ cái giá được. Lobby đi nè bắt tay đó. Giá được. Câu miệng nó mới khối vào ai đó gì luôn nữa à? Xem đi hoài rồi xem bày lại mẹ cho nó page của report thu giả cho nó lấy một đôi là trả rồi thì này cho nó lấy bên một biển phơi nào nó page mà cũng mà cho nó page của auto và tốn rồi nèဒီလပုံနဲ့ဒီပေါ့ကျွန်တော် live လွှင့်လို့မရဘူးဒါပေမဲ့လည်းကျွန်တော်စာပို့လိုက်တယ်ဇူကာဘတ်စီကိုစာပို့လိုက်တော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော် live ပြန်လွှင့်လို့ရတယ်ချက်ချင်းပဲအကြောင်းပြချက်မရှိဘဲနဲ့ကျွန်တော်ကို live ရက်30လွှင့်ခွင့်မရှိဘူးဆိုပြီးတော့ပိတ်တာကကျွန်တော်ကတော့ဘယ်လိုလက်ချက်လဲလို့တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ဒီရက်ပိုင်းမှာကျွန်တော်လည်း like မလွှင့်ပြတာကကျွန်တော်အလုပ်ကိစ္စနဲ့ကျွန်တော်ရှုပ်နေတာနဲ့အလုပ်ကိစ္စတွေတော့ရှုပ်နေတာပေါ့နော်အလုပ်ကိစ္စရှုပ်နေတော့ဒီနေ့နည်းနည်းအားရနဲ့လူလဲစိတ်နည်းနည်းဥစ္စာပြတာနဲ့ like လွှင့်လိုက်တာဒီနေ့ကျွန်တော်ပြောချင်တာကဒီနေ့ပြောချင်တာကတော့ lobby တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာပေါ့နော်
ရွေးကောက်ပွဲကာလမှာအဓိကက no vote လုပ်နေတဲ့ lobby တွေ no vote ဆိုပြီးတော့လုပ်နေတဲ့ lobby တော်တော်များများကိုနဲ့ပတ်သက်ပြီးတော့ lobby တွေအကြောင်း no vote နဲ့ပတ်သက်ပြီးတော့ပြောနေတဲ့ဆိုနေတဲ့ lobby တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောနေတာပေါ့နော် no vote ကို vote မပေးနဲ့ပေါ့နော်ဒီ2020ရွေးကောက်ပွဲမှာ vote မပေးမနဲ့ဆိုတော့သူတို့က no vote ဆိုပြီးတော့ပြောတယ် no vote ဆိုပြီးပြောတဲ့ lobby တော်တော်များများတဲ့မှာတစ်ယောက်စနှစ်ယောက်စကပဲဒီ no vote ကိုဘာကြောင့်မပေးသင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တိတိကျကျပေါ့နော် lobby ဆိုတဲ့အတိုင်း lobby လိုမျိုးပေါ့ lobby ဆိုတာက lobby လုပ်တော့မယ်ဆိုရင်အခု lobby ကိုပဲကျွန်တော်ရှင်းပြမှာ lobby လုပ်တော့မယ် lobby ဆိုတဲ့ lobby ရဲ့ definition ကအဖွဲ့အစည်းတစ်ခုခုကိုတော့၎င်းလူပုဂ္ဂိုလ်တဦးကိုတော့၎င်းအဲ့ဒီလူကို lobby လုပ်ခြင်းအဲ့ဒီလူ popular ဖြစ်အောင်လုပ်ခြင်းအဲ့ဒီအဖွဲ့အစည်းကိုနာမည်ကြီးလာအောင်အဲ့ဒီအဖွဲ့အစည်းအင်အားကြီးလာအောင် lobby လုပ်ခြင်းအဲ့ဒါ lobby လို့ခေါ်တယ်ဒါက lobby ရဲ့ definition ပေါ့နော်ဒါ lobby ပေါ့အခုကျွန်တော်ကြည့်နေတာကအခုလက်ရှိ lobby လုပ်နေတဲ့လူတွေထဲမှာတကယ်ကောင်းတဲ့ lobby no vote ပေါ့နော် no vote နဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ lobby တွေကတယောက်စကျွန်တော်မြင်တာတော့တယောက်ပဲရှိတယ်ကျွန်တော်မြင်မှာ lobby ကိုဗီဒီယိုလုပ်ပြီးတော့ lobby နဲ့ပတ်သက်ပြီးတော့ပြောတဲ့ဟောတဲ့ထဲမှာဒီဘက်ဟုတ်တယ်မိငယ်မတွေ့တာကြာပြီဟုတ်တယ်ကျွန်တော်မအားတာနဲ့လိုက်မတက်ပြတာဒီအခုကတော့မတက်လို့မရတော့ lobby နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းဖောင်းထူးနေတာနဲ့ live ဖွင့်လိုက်တာအဲ့ဒီ lobby တွေကဘာလဲဆိုတော့ဒီ no vote နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော် online မှာကြည့်နေတယ်များလူတွေထဲမှာအကောင်းဆုံး no vote နဲ့ပတ်သက်ပြီးတော့နားထောင်နေတယ်ဆိုရင်ဘာကြောင့်ကိုကမဲမပေးခြင်းဘူးဘာကြောင့်မပေးသင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အကောင်းဆုံး definition နဲ့ရှင်းလင်းလင်းနဲ့တိတိကျကျသိကျင်တယ်ဆိုရင်ဒီ Facebook မှာနာမည်ကြီးတဲ့ဆရာပေါ့နော်ကိုငင်းညံ့အောင်ရှိတယ်သူကတော့ဖင်လန်မှာနေတယ်ကိုငင်းညံ့အောင်မှာတွားပြီးနားထောင်ပြရတယ်အဲ့ဒီမှာနားထောင်မယ်ဆိုရင်ဘာကြောင့် no vote မလုပ်သင့်လဲဆိုတာကိုအဲ့ဒီမှာမေးလို့ရတယ်သူကတော်တော်လေးကိုလည်းလေးလေးနဲ့ဘယ်လိုပြောမလဲလိလာမှုအားလည်းကောင်းတယ်စာလည်းဖတ်တယ်ကို no vote မလုပ်ရင် no vote မပေးခြင်းဘူးဆိုရင် vote မပေးရတာဘာကြောင့်မပေးရတာလဲဘာကြောင့် lobby တွေက vote မပေးနဲ့ဆိုပြီးတော့အော်နေတာလဲပြောနေတာလဲဆိုတာသိကျင်တယ်ဆိုရင်ကိုငင်းညံ့အောင်ဒီမှာတွားပြီးနားထောင်ကြည့်သူဒီမှာ live တွေကနေ့တိုင်းတက်တယ်no vote ဘာကြောင့်မပေးသင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဗောနော်ဟုတ်ပြီတချို့ရှိသေးတယ် no vote ပတ်သက်ပြီး no vote နဲ့ပတ်သက်ပြီးတော့ပြောတဲ့လူတွေကျွန်တော်ဆိုလိုချင်တာက lobby လုပ်တယ်ဆိုတာကငင်းညံ့အောင်လို့ lobby လုပ်တာကသူတို့ကခိုင်ပါတယ်ခံယူချက်ခိုင်ပါတယ်သူတို့ရဲ့ background လည်းကောင်းတာပေါ့နော်no vote သူပြောတဲ့ဟာတချို့လူတွေကြတော့ကျွန်တော်ကြည့်တဲ့လူတွေ3-4ယောက်တော့မဟုတ်ပါဘူးတယောက်ရှိတယ်သူတယောက်ကကြောင့်ကျွန်တော်နာမည်တော့မပြောချင်ဘူးသူနဲ့ပတ်သက်ပြီးတော့ကျွန်တော်သူနဲ့ပတ်သက်ပြီးပြောမှာဒါပေမဲ့သူ့ကိုနာမည်တော့မတက်ဘူးကျွန်တော် live မှာဘာလို့ဆိုတော့ကျွန်တော် page ရှိကိုတနလို့ကျွန်တော် page မှာမတက်မှာဆိုလို့အဲ့လူကိုကျွန်တော် personal တက်လည်းမလုပ်ဘူးနာမည်လည်းမတက်သူ့ရဲ့ live တော်တော်များကိုကျွန်တော်အပေါ်ယံပေါ့နော်အပေါ်ယံကျွန်တော်ကြည့်တယ်သူရေးတဲ့စာတွေကိုကျွန်တော်ဖတ်သူ့ရဲ့ page မှာအဲ့ဒီ lobby ကအဓိက lobby ဆိုတာကကျွန်တော်တို့ဗမာပြည်သားတွေကထင်တာကဒေါ်လာစားဆိုပြီးထင်တယ်တကယ်တော့ lobby တွေကတော့တကယ်တော့တနာစရာပဲ lobby တွေကိုတယောက်မှပတ်စံမရဘူးအဲ့ဒါကျွန်တော်အသိငင်းညံ့အောင်ဆိုသူပတ်စံသူရှာပြီးသူ lobby လုပ်တာသူပတ်စံမရဘူးသူ့ရဲ့ခံယူချက်နဲ့သူ့ရဲ့စိတ်ဓာတ်နဲ့သူလုပ်တာသူကနောက်ပြီးတော့ဒီ ABS တွေရဲဘော်ဟောင်းဆိုတော့လေသူကပတ်စံရလို့ lobby လုပ်တာမဟုတ်ဘူး lobby ဒီနိုင်ငံသားမှာပေါ့နော်Trump ဆိုရင်သူ့ lobby တွေရှိတယ်သူ့ကိုအားပေးတဲ့ supporter တွေရှိတယ်သူပတ်စံပေးပြီးတော့အဲ့လူတွေကိုသူကငှားတာသူ့ရဲ့နာမည်သူ့ရဲ့နာမည်ကိုပဲနော်သူ့ပါတီကိုတော့မဟုတ်သူ့ Republican ပါတီကိုတော့သူ lobby လုပ်ကြတာမဟုတ်သူ့ကို
ဘိုင်နေနဲ့တက်ပြီး lobby လုပ်ခိုင်းတာ Trump ကိုဝိုးတာလောက်တာဘယ်လိုပြောမလဲ Trump ကိုသူ့နာမည်ကြီးအောင်သူ့နာမည်လူတွေကြားထဲမှာမြင်အောင်ဆိုပြီးတော့သူ့အင်အားဘယ်လောက်ရှိလဲဆိုတာသိအောင်ဆိုပြီးတော့သူပတ်စံပေးပြီးတော့အဲ့လူတွေငားပြီးတော့သူဒီမှာလှည့်ခိုင်းတာဟုတ်ဗမာပြည်မှာလိုမျိုးဟိုလှည့်တယ်မလားဒီမှာလည်းရှိတယ်ဒီမှာလည်းပတ်စံပေးတယ်ဒီမှာလည်းလှည့်တယ်ဒါကအဖြစ်ပြောစရာမလိုဘူးဒါကနိုင်ငံရေးသမား politics မှာဒီမှာနဲ့လုံနေတဲ့လောက်ကွက်တွေကြီးပဲအဲ့ဒါယူကျွန်တော်အဖြစ်ပြောလို့မရအဓိကပြောချင်တဲ့ဟာက lobby တိုင်းဆိုပြီးတော့ lobby လို့ပြောလိုက်တာလည်းကျွန်တော်ဗမာပြည်ကလူတွေဒီကောင်နိုင်ငံခြားပတ်စံစားပြီးတော့ဒေါ်လာစားပြီးတော့ lobby လုပ်နေတာပေါ့နော်တကယ်တော့တနာစရာပဲအဲ့ lobby တွေကဒေါ်လာလည်းမစားရဒေါ်လာလည်းမစားရတဲ့အပြင်သူတို့တွေကသူတို့ရဲ့အချိန်ကိုတော့သူတို့ရဲ့အချိန်တွေကိုတော့သူတို့ဟိုဘယ်လိုမှပတ်စံရှာမဲ့အချိန်မှာတော့ပတ်စံမရှာဘဲနဲ့ lobby လုပ်တာပေါ့နော်အဲ့ဒီမှာနာမည်ကြီးတဲ့ lobby တွေမှာကိုငင်းချင်းမှာပါတယ်ကိုငင်းချင်းကပတ်စံမစားဘူးနိုင်ငံခြားဒေါ်လာစားပြီးပတ်စံရတယ်ဆိုတော့ကျွန်တော်အဲ့ဒါတော့မဟုတ်ဒါပေမဲ့တခြားလူခြားနိုင်ငံခြားမှာနေတယ်အမေရိကန်မှာနေတယ်ဒီလို lobby လုပ်တယ်ဒါပေမဲ့သူကကြတော့ဘာကြောင့်သူ lobby လုပ်လဲဆိုတော့သူ live မှာကြီးလိုက်တာနဲ့ no vote တွေရောဒီလူမျိုးရေးနဲ့ပတ်သက်ပြီးတော့လူမျိုးတစ်မျိုးကိုခေါင်းစဉ်တက်ပြီးတော့ဟိုဘယ်လိုပြောမလဲ attack လုပ်နေတာတွေဒီ hate speech ပေါ့နော် hate speech တွေသူလုပ်နေတာတွေက သူကလည်းသူပြောနေတဲ့စကားတွေကဘိုင်ပေါ်ကိုဘဲကိုသွားနေတယ်ဘယ်နေရာရောက်နေလဲဆိုတာကိုသူကိုယ်တိုင်လည်းမသိသလိုသူပြောနေလဲဆိုတာကိုတော့သူလူများစီကနေပြီးတော့ယူပြီးတော့မှသူပြောတာလူများနဲ့တွားပြီးတော့မှလူများရဲ့လူများရဲ့ပြောရမယ်ဆိုတော့ဗျာသူ့ကိုအတုံးချနေတာပေါ့ဒါပေမဲ့သူအတုံးချနေတာကသူလူပုံးများတဲ့အပြင်သူကိုးကွယ်တဲ့ဘာသာကိုပါထိခိုက်နေတယ်ဆိုတော့သူမသိတော့ကျွန်တော်တို့ကစောက်ကြည့်နေတာတော့တော်တော်များနေပြီကျွန်တော်တို့အုပ်ပါဗောနော်ကျွန်တော်တို့ကတော့ကျွန်တော်တို့ group ကကျွန်တော်တို့တင်တာစောက်ကြည့်နေတာညအရန်လွန်လာတဲ့ပုံမှာကျွန်တော်တို့ meeting ထိုင်ပြီးတော့ကျွန်တော်က live လွှင့်တာကြာပြီဆိုတော့ဒီအခု live လွှင့်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့ပြောရမှာဗောနော်မပြောလို့လည်းမရဘူးဆိုတော့သူနဲ့ပတ်သက်ပြီးတော့သူ live မှာကြီးတဲ့လူကတော့ကြီးတဲ့လူတော်တော်များတယ်ကြီးတဲ့လူများတယ်သူ့ဆဲတဲ့လူတော်ဆဲတဲ့လူကတော့များဆဲတဲ့လူတော်တော်များတာလို့ပဲထင်တာပဲကျွန်တော်တို့မျိုးဟိုတချို့လူဟာတွေမျိုးဒီတော့ lobby လုပ်ရင်တော့ဆေးကန်ထိမှာပဲဒါပေမဲ့သူကလူမျိုးရေးဘက်ကိုဦးတည်ပြီးတော့ဟိုဗမာပြည်တွင်းမှာဟိုပြိပခဖြစ်ဘူးပေါ့နော်ဦးတည်တဲ့အပြတ်တဘောဆောင်ပြီးသူပြောနေတာနေများလာတော့ကျွန်တော်ထင်းတဲ့မှာဘာသာဆုံးပါတယ်ဗျာကျွန်တော်ထင်းတယ်မှာလေခရစ်ယာန်လည်းပါတယ်မွတ်စလင်လည်းပါတယ်ဗုဒ္ဓဘာသာလည်းပါတယ်အကုန်ပါတယ်ကျွန်တော်ထင်းတယ်မှာကျွန်တော်ထင်းကလူတွေကဒါကတော့မဖြစ်သင့်တော့ဘူးဟိုထင်းတဲ့မှာကျွန်တော်ထင်းတဲ့မှာရှိတယ်မွတ်စလင်တွေကဒီလိုမျိုးဒီတယောက်ကပြောနေတာတွေကသူတို့ရဲ့ဘာသာပေါ်မှာတစ်ချိန်ကျရင်ထိခိုက်မှုတွေတစ်ချိန်ကျရင်မွတ်စလင်ပေါ်မှာငကူတွေကဗမာပြည်မှာကမွတ်စလင်ဆိုရင်တိတ်အဆင်ပြေမဟုတ်ကြည်တာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးမဖြစ်ရအောင်ဆိုပြီးတော့ကျွန်တော်တို့ meeting ထိုင်ပြီးတော့ဒီလိုပြောတာအဓိကကတော့ဒီ page မှာကျွန်တော်ပြောချင်တာကလူအဓိကတော့ကျွန်တော်ပြောချင်တဲ့ page မှာကျွန်တော်အဓိကပြောချင်တာကလူသွေးပဲသွေးပါဗျဟိုတယောက်ကိုပုတ်ခတ်လို့ဒီတယောက်ကိုပုတ်ခတ်လို့ဟို group ကိုပုတ်ခတ်လို့ဒီ group ကိုပုတ်ခတ်လို့ဆိုပြီးတော့မရလာမဲ့အမျက်အစွန်းထက်ကိုယ့်ဟာနဲ့ကိုကြိုးစားပြီးတော့ကိုယ့်ဟာနဲ့ကိုဟိုဘယ်လိုမှကို group ကိုကိုအုပ်စုကိုပေါ့နော်ကိုအုပ်စုကိုစီလုံးနဲ့တခြားကိုနဲ့အယောင်မတူတဲ့လူအသွေးမတူတဲ့လူဘာသာတရားမတူတဲ့လူတွေရံမလုပ်ပဲနဲ့ကျွန်တော်သွားလို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်အဲ့လိုမျိုးဟာမျိုးကိုကျွန်တော်ကဒီကနေပြန်ပြောပေးတာသူ live ထဲမှာအဲ့တယောက်ရဲ့ live ထဲမှာဆိုရင်သူက live လွှင့်တိုင်းပြောနေတဲ့စကားကအရင်တုန်းကကျွန်တော်ဗမာပြည်မှာရှိခဲ့တယ်လို့မျိုးဟိုဘာသာသူပုံမှန်personal attack တွေဒီထဲမှာ hate speech ပြောတာတွေအများများနေတယ်မဖြစ်တဲ့အရာတွေအများများနိုင်ငံရေးသမားကောင်းဆိုတာကနိုင်ငံရေး lobby သမားကောင်းဆိုတာက
ကိုအုပ်စုကိုအဖို့အစုအဖွဲ့နာမည်ကောင်းရဖို့အတွက်ကိုတခြားလူကိုမပုတ်ခတ်တင်ဘူးလို့တော့ကျွန်တော်ထင်တယ်မပုတ်ခတ်ပဲနဲ့လည်းမပုတ်ခတ်ပဲနဲ့ကိုရှောက်ကျင်တဲ့လမ်းကိုရှောက်လို့ရတယ်ဥပမာအနေနဲ့ပြောရမှာဆိုမနေ့ကဒီမှာဒေါ်နယ်ထရန့်နဲ့ဦးစာနဲ့သူတို့သမ္မတ2ယောက်ပေါ့နော် debate လုပ်တယ်ဒေါ်နယ်ထရန့်နဲ့နောက်တစ်ယောက်နာမည်ပြောတယ်ဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်ဒန်နဲ့ပေါ့နော် sorry ဂျိုးဘိုင်ဒန်မမေ့နဲ့ကျွန်တော်အဲ့လိုပေါ့အဲ့ဒါကိုပြောတာလေအခုဒေါ်နယ်ထရန့်နဲ့ဘိုင်ဒန်နဲ့ကိုကျွန်တော်ဂျိုးဘိုင်ဒန်ကိုမေ့နေတယ်ဆိုတာကဒေါ်နယ်ထရန့်ရဲ့ lobby တွေဘယ်လောက်ထိကောင်းလဲဆိုတာကျွန်တော်တော့နေ့တိုင်းသတင်းစာဖတ်ပြီးတော့သတင်းအမြဲတမ်းကြည့်နေတဲ့လူတယောက်တောင်ဂျိုးဘိုင်ဒန်ရဲ့နာမည်ကိုရုပ်တရက်ကျွန်တော်ပါဇက်ကမထွက်ဘူးအဲ့လောက်ထိ lobby လုပ်အောင်ကောင်းတာ Trump ကဗမာပြည်မှာလည်းအဲ့လိုမျိုးဖြစ်အောင်လုပ်ကြပါနော်အဲ့လိုဒါကသူ့ရဲ့ lobby ဘယ်လောက်ထိကောင်းလဲဆိုတော့ psycho နီးနဲ့အရာကျွန်တော်ခေါင်းထဲမှာ Trump ပဲရှိနေဂျိုးဘိုင်ဒန်ကိုကျွန်တော်နာမည်ကိုတော်တော်စဉ်းစားယူရတယ်ဒါ lobby တွေရဲ့အကျင့်ပေါ့နော်ဒါကlobby အရန်ကောင်းတာသူ့ရဲ့ brand ကိုသူကြီးညာမှုဘယ်လောက်ကောင်းလဲဆိုရင်ကျွန်တော်ကိုပဲကြည့်ကျွန်တော်တော့အဲဂျိုးဘိုင်ဒန်ကိုနာမည်မေ့တယ်ပေါ့နော်အဲ့ဒါထားပါမနေ့ကကျွန်တော်ဆိုမနေ့က Trump နဲ့ဂျိုးဘိုင်ဒန်နဲ့ဦးသားမှာလုပ်တဲ့အချိန်မှာ Trump ကဘိုင်ဒန်ကိုပြီးမပြောဘူးဆိုတာကဘာလို့ဆိုတော့ကျွန်တော်ဆိုလိုချင်တာကဟောင်းရင်အရာဟောင်းလုံးနဲ့ခွေးကမတိုက်တတ်ဘူးပေါ့နော် Trump ကဘယ်လိုပြောသူ့မှာအရန်သူ့မှာအဲ့လောက်ထိနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အဲ့လောက်ထိဒိတ်ကြီးမဟုတ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သူ့မှာအဲ့လောက်ထိညံမရှိဘူးစမ်းမရှိဘူးသူတယောက်တည်းသူကလည်းသူပြောရမယ်ဆိုရင်သူဘာမှပြောမတတ်တဲ့အပေါ်မှာဘိုင်ဒန်ကိုသူမရှင်နိုင်ဘူးဆိုတာသူသိတယ်သူသိတော့သူဘာလုပ်လဲဆိုတော့ဘိုင်ဒန်စကားမပြောခင်မှာသူကဘိုင်ဒန်ရဲ့ဂျိုးဘိုင်ဒန်ရဲ့အတန်တက်ကိုသူကအတန်နဲ့လွှမ်းမိုးပြီးတော့သူ့ရဲ့စကားလုံးတွေကိုတစ်ဖက်လူရဲ့စကားလုံးတွေကိုသူကမှင်းမင်အောင်လုပ်တာဒါကလည်းဘယ်လိုပြောမလဲတိုက်ကွက်တစ်ခုလို့ပဲသတ်မှတ်လို့ရတယ်တိုက်ကွက်တစ်ခုပဲဘာလို့ဆိုတော့တစ်ဖက်လူစီကနေပြီးတော့ထွက်လာမဲ့ကောင်းမွန်တဲ့စကားတွေကိုသူ့ရဲ့မဟုတ်ကစကားလုံးတွေနဲ့အတန်နဲ့ဖုံးပြီးတော့တစ်ဖက်လူကို attack လုပ်တာပေါ့နော်ဒီ mind attack လုပ်တာ physical attack လုပ်လို့မရပါဘူးစကားလုံးနဲ့ mind attack လုပ်ပြီးတော့ဂျိုးဘိုင်ဒန်ကိုမနေ့ကဆိုတော်တော်လေးကြည့်ကောင်းတယ်ဂျိုးဘိုင်ဒန်ပြောတဲ့တလုံးရင်းကလည်းအရန်ကိုအရလာရှိတာပေါ့နော်အဲ့ဒါတော့သူတို့နှစ်ယောက်ဒီစင်ပေါ်မှာ debate မလုပ်ခင်မှာတယောက်ကို2မိနစ်စီပေးပြောရမယ်ဆိုပြီးတော့ agreement နဲ့လုပ်တာလုပ်ပြီးတော့လက်ရှိတမနာပေါ့နော်လက်ရှိတမနာကသူစီယူတော့သူတို့ agreement တော့သူမစောင့်နိုင်ဘူးအခုဘာဖြစ်သွားလဲဆိုတော့ရှေ့မှာနောက်တဲ့တမနာ debate ပွဲတွေရှိတယ်အဲ့ debate ပွဲတွေမှာသူရှုံးမယ်သူအဓိကတွေအဓိကပဲဒီ debate ပွဲတွေအဓိကပဲ debate ပွဲတွေမှာတမနာ2ယောက်ရဲ့ညံသွင်းနဲ့တမနာ2ယောက်ရဲ့ပြောဆိုမှုကဘယ်လောက်ကောင်းလဲဆိုတာအဲ့ဒီမှာလူတွေကဆုံးဖြတ်မှာကိုတမနာ Trump ကသိပြီးတော့အခုသူ့မှာကိုရိုနာဥဒ္ဒါပါနော်positive သူတမနာယုံကတယောက် positive ရှိနေတော့သူ့မှာလည်း positive ရှိနေတယ်14ရက် quarantine ဝင်ပြီဆိုတော့သူရှိလာမဲ့debate ပွဲတွေကိုရှောင်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်သုံးသပ်ချက်ပေါ့နော်ကျွန်တော်အမြင်ပေါ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါထားပါဒါကအဲ့ဒါကိုကျွန်တော်ပြောနေတယ်ဟိုဘက်ကိုကျွန်တော်ပြန်ပြောမှာအဲ့ဒီ lobby တွေကတကယ်တော့ဗမာပြည်ကနေပြီးတော့ဒုက္ခတဲ့အနေနဲ့ထွက်လာတဲ့လူတော်များကနိုင်ငံခြားရောက်လာပြီဆိုရင်အဓိကပြဿနာကဘာလဲဆိုတော့နိုင်ငံခြားမှာနော်ဗမာပြည်ကနေပြီးတော့ passport နဲ့လာတဲ့လူတွေမဟုတ်ဘူးဒုက္ခတဲ့နဲ့လာတဲ့လူတော်များကဘယ်နိုင်ငံပဲရောက်ပါဒါပေမဲ့အမေရိကရောက်လာတဲ့လူတော်များကအလုံးမလုံးကျင်ကြတဲ့ယောဂရှိတယ်အလုံးမလုံးကျင်ကြတဲ့ယောဂဆိုတာဘာယောဂလဲဆိုတော့ဒီမှာကအစိုးရရဲ့ထောက်ပံ့ကြီးကတော်တော်များတယ်အစိုးရရဲ့ထောက်ပံ့ကြီးကတော်တော်များတဲ့ပုံမှာတစ်လအောက်ကိုဒေါ်လာ1350အောက်ပဲဝင်တယ်ဆိုရင်ကလေးတယောက်ရှိတဲ့လူမိန်းမရှိတဲ့လူကလေးတယောက်ရှိတဲ့လူဆိုအစိုးရထောက်ပံ့ကြီးကအလုံးလုံးစရာမလိုတော့အောင်လုံလောက်တယ်ကျွန်တော်အနေနဲ့ပြောမယ်ဆိုကလေးတယောက်ပဲရှိမယ်ဆိုရင်ကလေးတယောက်နဲ့
ကလေးတစ်ယောက်နဲ့ဒီလင်ရမြားရယ်ပေါ့နော်ကလေးလာတာတစ်ယောက်နဲ့လင်ရမြားရယ်ဆိုအစိုးရစီကနေပြီးတော့အစားအစာဝယ်ဖို့တော့ကိုပဲတစ်လောက်ဒေါ်လာ600ပေးတယ်အစိုးရကျွန်တော်ရှင်းပြတာနော်ဒေါ်လာ600ပေးတယ်နောက်ပြီးတော့ cash money ကအိမ်လကပေါ့နော်အိမ်လကအနှိတ်လေးကျွန်တော်ထင်တာ800လောက်ရမှာထင်တယ်ကျွန်တော်လည်းအတိအကျမသိဘူးအဲ့ဒီဟာဒီကိုစားပြီးတော့ lobby လုပ်ကြတာပေါ့နော်တကယ်တော့နိုင်ငံခြားကနေပြီးဒေါ်လာစားပြီး lobby လုပ်တယ်ဆိုတာအစိုးရကိုလိန်စားပြီးတော့ဟောဒီမှာတော့လိန်စားတာကျွန်တော်မြင်တော့လိန်စားတယ်လို့ပဲကျွန်တော်သတ်မှတ်တယ်လိန်စားပြီးတော့အစိုးရစီကနေလိန်စားပြီးတော့ဟိုအလုပ်ကိုနည်းနည်းပဲလုပ်တာပေါ့နော်ရှင်းပြောရရင်အလုပ်ချိန်တစ်နေ့8နာရီမလုပ်ဘူးနော်တပတ်ကိုနိုင်40အပြည့်မလုပ်ဘဲနဲ့အလုပ်ချိန်နည်းနည်းပဲလုပ်တယ်ပတ်စံနည်းနည်းပဲရှာတယ်အစိုးရကနေဆိုင်စားတယ်သူတို့စီမှာ lobby လောက်ကဆိုလို့ပတ်စံရတယ်ဆိုလို့ဟိုဒီယာလေးပဲရတာပါမင်္ဂလာပါခင်ွယ်လေးမင်္ဂလာပါမတူရဒီ lobby ကအခုဆက်မယ်နော်ဒီအခုကျွန်တော်ဖောင်းထုနေတာကျွန်တော်တောက်လျှောက်ထုမှာအကုန်လုံးလဲကျွန်တော်ဖြေထုတ်မှာအဲ့တော့သူတို့ lobby လုပ်ပြီးတော့ပတ်စံရတယ်ဆိုတာကိုဗမာပြည်ကလူတွေထင်တယ်တကယ်တော့ lobby လောက်ကပတ်စံမရပါဘူးသူတို့ဝါဒနာပါလို့ဝါဒနာတချို့လူကကြတော့သူ့ရဲ့မူရင်းအရင်းခံကငကိုတည်းကဗမာပြည်ကနေထွက်လာတဲ့တော်လိုင်းသမားနဲ့ထွက်လာပြီးတော့နိုင်ငံရေးသမားပေါ့ဗျာနိုင်ငံရေးသမားစစ်တွေကတော့ lobby လုပ်တယ်ဒါကတော့သူတို့ရဲ့စိတ်အတွင်းမှာတဲ့ဟိုကဘယ်လိုပြောမလဲဟိုကတ်နေတဲ့ဆွေးညှိနေတဲ့တော်လိုင်းသမားကြီးတွေကကိုငင်းညမ်းအောင်လို့က lobby လုပ်တယ်ဒါကျွန်တော်လက်ခံတချို့လူတွေအခုကျွန်တော်ပြောနေတယောက် lobby လုပ်ခြင်းကသူကပတ်စံလည်းရတာမဟုတ်ဘူးသူလိုချင်တာကပေါ်ပင်လုပ်ပြီးတော့ပေါ်ပင်ဖြစ်ဖို့ပေါ့နော် online မှာ celebrity ဖြစ်ပြီးတော့ celebrity ဖြစ်ဖို့ပဲအဓိကသူ့ကိုဘယ်သူမှလည်းအဖတ်မလုပ်ဒါပေမဲ့သူ့အောက်မှာကြတော့သူ့ live stream ကိုတော်တော်ကြည့်တဲ့လူတော်တော်များတယ်နောက်ပြီးတော့ဟိုလူတစ်ဖက်သားကိုကျွန်တော်နှိမ်ချပြီးတော့လေကျွန်တော်ပြောတာမဟုတ်ဘူးသူစာဖတ်ခြင်းလည်းမရှိဘဲနဲ့ lobby လုပ်တာပေါ့နော် misleading နဲ့သူအများကြီးပေးတယ်ဒီကြားထဲမှာဆိုရင်သူ post တစ်ခုတင်ထားတယ်အဲ့ post တစ်ခုကအရန်ကိုဆိုးဝါးကြီးကိုတင်ထားတဲ့ post တစ်ခုပေါ့အဲ့ဒီ post ကိုကျွန်တော်တို့အုပ်စုဖတ်ပြီးတော့ဒီလူကတော့အချိန်နဲ့တော်တော်ဆိုးနေပြီထိမ့်မှပဲရလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ meeting မှာဆုံးဖြတ်ပြီးတော့ကျွန်တော်တို့မင်္ဂလာပါ meeting မှာဆုံးဖြတ်ပြီးတော့ကျွန်တော်ဒီ live လေးမှာပြောခြင်းဖြစ်တယ်သူက misleading နေအရင် misleading ပေါ့နော် misleading နေရော misinformation တွေရောသိတယ်မလားအများကြီးတွေကိုလူဘိန်းကြိုက်ပေါ့သူ့အောက်မှာ command ပေးနေတဲ့လူတွေသူ့အောက်မှာသူ့ကို follower လုပ်တာတဲ့လူတွေသူ့ live လွှင့်တိုင်းအားပေးနေတဲ့လူတွေတဲမှာကျွန်တော်သိတဲ့လူတယောက်စားနှစ်ယောက်စားပါတယ်အဲ့တယောက်စားနှစ်ယောက်စားကလည်းသူ့ကိုဘာကြောင့်သူ့ကို appreciate လုပ်နေတယ်ဆိုတာကျွန်တော်လည်းစဉ်းစားမတော့ဒါထားပါ personal ကျွန်တော်မပြောအဲ့ကြောင့် misleading နဲ့အရင်များနေတဲ့ page တစ်ခုလုံးထောင်ထားပြီးတော့ကိုပြောတဲ့စကားတစ်ခုကိုတာဝန်ယူမှုတာဝန်ခံစိတ်မရှိဘဲနဲ့ပြောလို့မရဘူး online မှာ Facebook မှာအခုဆိုကျွန်တော်ဆိုများကျွန်တော်အိမ်လုံးကိုအိမ်လုံးကိုကျွန်တော် internet wifi ယူလာတာဒေါ်လာ$45ပဲကြာတယ်သူတို့ဆိုရင်$10လောက်ပဲကြာပါလို့ဆိုတော့ခလေးရှိတဲ့ပုံမှာအဲ့ခလေးရှိတဲ့အိမ်တွေဆို$10လောက်ပဲကြာကျွန်တော်ကတော့ခလေးမရှိတဲ့ပုံမှာဒေါ်လာ40ကျော်ပေးရတယ်အဲ့တလလုံး internet line ရတယ်အရင်ကောင်းတယ်အကုန်လုံး free ရနေတဲ့အတိုင်းပြည်မှာကိုပြောခြင်းတဲ့စကားတစ်ခုကိုပြောလိုက်တဲ့စာတပုတ်ပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုမရှိဘဲနဲ့ကိုပြောလိုက်တဲ့စာရဲ့အဖက်ကသူ့ page မှာကြည့်နေတဲ့လူတွေသူ့ page ကိုသူ့ကို like လုပ်ပြီးနေတဲ့လူတွေကိုစီရောက်သွားတယ် misinformation info ဟိုဒါတည်င်းအချက်လက်အမှားကြီးတစ်ခုပေါ့နော်သူ့ကိုကျွန်တော်တို့တတ်မေးတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့မင်းမခိုင်လုံတဲ့အထောက်ထားရှိလားဆိုတော့လေသူစာလည်းမပြန်ဘူး
သူတင်ထားတဲ့သတင်းပေါ်မှာကျွန်တော်ဒီဟာလေးကို share ပေးနော်ဒီ live လေးကို share ပေးသူတင်ထားတဲ့ဟာပေါ်မှာ lobby လုပ်တယ် lobby ဆိုတာကတာဝန်ခံမှုတာဝန်ယူမှုတွေရှိရတယ် lobby ကိုပါဇက်အားတိုင်းရာတိုင်း online ပေါ်မှာရှောက်ပြီးမပြောပါနဲ့ဆိုပြီးတော့ကျွန်တော်တို့ကဒီကနေဒီပြောဆိုခြင်းဖြစ်တယ်ဒါမှထပ်မရဘူးဆိုရင်ကျွန်တော်တို့လူကြီးတွေနဲ့လည်းစကားပြောနေပါတယ်လူကြီးတွေနဲ့လည်းစကားပြောနေလူကြီးတွေအများလူကြီးတွေလည်းကျွန်တော်တို့လှမ်းပြောရတယ်ဒီလူနဲ့ပတ်သက်ပြီးတော့ထိန်းချောင်းပြီးပေါ့နော်နိုင်ငံခြားမှာနေပြီးတော့နိုင်ငံခြားမှာနေတိုင်းစကလုံးတွေနဲ့ community တစ်ခုကိုထပ်ပြီးတော့တန်တရားမပွားစေခြင်းဘူးတန်တရားမပွားစေအောင်သူ့ရဲ့တန်တရားမပွားအောင်သူ့ရဲ့ပြောခြင်းသူ့ရဲ့ဆိုခြင်းတွေကအရန်ကိုဆိုးဝါးနေတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လူကြီးတွေလည်းကျွန်တော်တို့ပြောတာတယ်သူ့ကိုထိမ့်သိမ့်ပြီးအဲ့ဒါမှမရဘူးဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်ထပ်တက်ဖို့ရှိတယ်ဒါကတော့ကျွန်တော်ထင်ရဲ့ decision နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေကျွန်တော် release လုပ်ခြင်းဖြစ်ဆိုလို့ကျွန်တော်က online ပေါ်မှာဒီမှာဆိုဗျာကျွန်တော်ခုနပြောတာမလားဒေါ်လာ40ဖုန်းမှာဆိုရင်ပမာဝင်9000လောက်ထည့်လိုက်ဗျာတစ်လလို့အင်တာနက်ကunlimited ကျွန်တော်တို့မှာမီဂါတွေပိုင်းနဲ့ဝယ်တင်အောင်မလို့ဒေါ်လာ40 50လောက်ထည့်လိုက်တာနဲ့တစ်လလုံးသုံးလို့ရတယ်အလကားဖောဖောတီတီရနေတဲ့အင်တာနက်နဲ့ဖောဖောတီတီရနေတဲ့ပတ်စံတွေနဲ့ miss လေးနေဒါပေါ့နော်လွဲမားနေတဲ့ဥဆောင်မှုမျိုးတွေလွဲမားနေတဲ့သတင်းအချက်လက်တွေကို online မှာတက်ပြီးတော့မပေးပါနဲ့ဆိုပြီးတော့ကျွန်တော် page ကနေပြီးတော့ကျွန်တော်ဒီကနေပြီးတော့တောင်းဆိုနေပြီအဲ့တော့ကျွန်တော် Facebook ပေါ်မှာအခုလက်ရှိဗမာပြည်မှာလည်း lockdown ကာလ COVID ရဲ့ second wave ဆိုတော့အလုပ်တွေလည်းပိတ်ထားတယ်နောက်ပြီးတော့ရွေးကောက်ပွဲအချိန်လည်းဖြစ်တဲ့ပုံမှာအိမ်ပေါ်မှာထိုင်ပြီးတော့လူတော်တော်များကအလုပ်မရှိဘူးအားနေတဲ့အပေါ်မှာဒီအရေးချင်းမရှိဘူးလို့ပြောလို့လည်းအရေးချင်းမရှိဘူးလို့ကျွန်တော်မသုံးချင်ဘူးဘယ်လိုပြောရမလဲဆိုတော့ဒီအတိတ်ပဲမရှိတဲ့စကားလုံးတွေပေါ့နော်အတိတ်ပဲမရှိတဲ့လူတွေအတိတ်ပဲမဲ့နေတဲ့ streamer တွေပြောဆိုခြင်းတွေကကိုယ့်ရဲ့အုံနောက်နဲ့ကိုယ့်ရဲ့ mindset နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာစိုးကျိုးကြီးပဲတက်ရောက်စေတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်လူတိုင်းကျွန်တော်ဆိုလိုချင်တာကဗမာပြည်မှာတခုတည်းပဲခွဲခြားခြင်းရှိတာမဟုတ်ဘူးဒါပေမဲ့ဒီအမေရိကမှာလည်းရှိတယ်ဒါပေမဲ့ဗမာပြည်လောက်တော့မဆိုးဘူးပေါ့နော်ကျွန်တော်ဆိုတာကအဲ့ဒါတွေအကုန်လုံးကိုတိတိကြီးနဲ့လေပြောနေတာတွေကမကောင်းအကောင်းဘက်ဖြစ်လာမယ်လို့အကောင်းဘက်ကြီးကိုရောက်လာမှာမဟုတ်ဘူးအနေကောင်းတယ်ခင်ဗျာစာနေကြော်ပါအဲ့တော့ live stream တွေကြည့်နေမယ် line ပေါ်ကနေပြီးတော့အခုဆိုမှကျွန်တော် public figure လုပ်တဲ့လူတွေစကားပြောဆိုတဲ့မှာရွေးပြီးနားထောင်တင်တာပေါ့နော်ဒီ streamer တွေအများကြီးရှိတဲ့ပုံမှာ public figure တွေမှာအများကြီးရှိတဲ့လူတွေအများကြီးရှိတယ် streamer လုပ်နေတယ်လူအဲ့ဒီမှာမှဒီအမိုက်လိုလူတွေလည်းဒီကျွန်တော်တို့ Facebook ပေါ်မှာအများကြီးရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီကနေအသိပေးနေဖြစ်တယ်အဲ့ဒီ page ကိုကျွန်တော်အဲ့ဒီ page နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီ page ကဘာ page လဲသိကျင်တယ်ဆိုရင်ကျွန်တော် message ပေါက်မှာကျွန်တော်လည်းမေးပါကျွန်တော် personal ကျွန်တော်ဒီ page ကဒီလိုမျိုးရှိတယ်ဆိုတော့ကိုနာမည်နဲ့တော့ message ပေါက်မှာကျွန်တော်ပြန်ပြောမယ်ပြီးတော့အကူအညီတစ်ခုအနေနဲ့ report လေးပါထုပေးပါဆိုပြီးတော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော် message ပေါက်နဲ့လည်းပေးတဲ့လူတွေကိုကျွန်တော်ပြန်ပြောပြပါမယ်အတိုက်တုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီ online ပေါ်မှာလွယ်ကူကူဗျာအခုဆိုထပ်ပြီးတော့ကျွန်တော်တို့ဘယ်နှစ်ပတ်လား2ပတ်လားဗမာပြည်မှာပိတ်လာတယ်အဲ့2ပတ်အတွင်းမှာ online ပေါ်မှာလူတွေကအများကြီးရှိနေပတ်ပန်း40တွေပြောမဲ့လူတွေအများကြီးရှိနေအဲ့တော့ယုံကြည်စကားတစ်ခွန်းကိုအထောက်ထားမရှိဘဲနဲ့စကားတစ်ခွန်းကိုစာတစ်ပုဒ်ကိုတက်တည်ကိုးကားမရှိဘဲနဲ့နောက်ပြီးတော့ပြောနေတဲ့လူကိုလည်းသူ့ရဲ့အခြေအနေကိုလည်းကြည့်ပြီးတော့ယုံကြည်ပါယုံပါဆိုပြီးတော့ကျွန်တော်တို့တိုက်တွန်းလို့ရတယ်နောက်ပြီးတော့
ဒီတာဇန်တောသားဆိုပြီးတော့ကျွန်တော်သုံးမယ်ဒီမှာတာဇန်တွေတောသားတွေကနေရာတကာမှာရှိတယ်ဒါပေမဲ့တာဇန်တွေတောသားတွေကိုနှိမ်ဖို့ပြောတာမဟုတ်ဘူးတာဇန်တောသားဆိုတာကလည်းဒီရွာမှာနေတဲ့လူတွေကိုတာဇန်တွေလို့လည်းခေါ်တာမဟုတ်ဘူးတောသားတွေလို့လည်းခေါ်တာမဟုတ်ဘူးတာဇန်တောသားဆိုတဲ့ definition ကမိမိရဲ့အုံနောက်ကိုအလွှာလိုက်လွှာပြီးမတုံးတဲ့လူတွေကိုတာဇန်တွေတောသားတွေလို့ခေါ်တယ်နောက်ပြီးတော့တစ်ဖက်လူပြောလိုက်တဲ့စကားတစ်ခုကိုဇုံမိတ်ပြီးတော့မျက်စိမိတ်ပြီးတော့ယုံတက်တဲ့လူတွေဂျင်းလွယ်လွယ်ထိကန်ဂျင်းလွယ်လွယ်ထဲလို့ရတဲ့လူတွေကိုတာဇန်တွေတောသားတွေလို့ခေါ်တယ်ဆိုးကျင်တာကအဲ့ဒီကျွန်တော်အခုပြောနေတဲ့ live လွတ်နေတဲ့လူတစ်ယောက်ရဲ့နိုင်ငံရေးသူ့ကိုယ်သူထင်တာတော့နိုင်ငံရေးသူတည်တွေအကြီးပေါ့ဗျာကျွန်တော်အမြင်ပေါ့ကျွန်တော်တို့အုပ်စုအမြင်ကတော့သူပြောနေတဲ့ပုံစံတွေသူတော်ကြီးတွေနားထောင်လိုက်သူ့ကိုယ်သူကျွန်တော်တို့အဖွဲ့မှာကအဓိကကျွန်တော်အဖွဲ့မှာကအများဆုံး psychological လူတွေအရန်ပါတယ်ကျွန်တော် team ထဲမှာ psycho နဲ့ပတ်သက်ပြီးတော့ဒီလေ့လာလာတဲ့လူတွေအရန်ပါတယ်ဟိုမှာသူ့ရဲ့ပြောနေတဲ့ဟာတွေကိုကျွန်တော်တို့ကဘယ်လိုမျိုးလေ့လာလဲဆိုတော့သူပြောနေတဲ့ဗီဒီယိုကိုတပွက်ချင်းစီကျွန်တော်တို့ကလေ့လာတာဘယ်နေရာမှာခေါင်းကိုဘယ်နှချက်ပုတ်တယ်ရေဘယ်နှခါတောက်လဲအဲ့ဒီဟာတွေကိုကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်ကြတာသူ့ကိုယ်သူထင်နေတာကတော့သူ့ကိုယ်သူထင်တာကိုကျွန်တော်တို့ကအရင်ဆုံးတွေးတယ်ကျွန်တော်တို့ကြည့်နေတဲ့လူရဲ့အထင်ကိုကျွန်တော်တို့မတွေးဘူးသူ့ကိုယ်သူသူ့နေရာမှာကျွန်တော်အနေနဲ့ခံစားပြီးကျွန်တော်တို့အုပ်စုခံစားပြီးတော့သူ့ရဲ့ feeling ကိုကျွန်တော်တို့ကခံစားတာသူပြောနေတဲ့စကားလုံးတွေသူပြောနေတဲ့ဟာတွေကသူ့ကိုယ်သူထင်တာတော့နိုင်ငံရေးသူ့သေးဒီ lobby အကြီးသူ celebrity ဆိုပြီးတော့သူ့ကိုယ်သူတွေးနေတာတကယ်တော့သူပတ်စံလည်းမရဘူးသူလိုချင်တာကအဲ့ဒီ point တစ်ခုပေါ့နော်သူလိုချင်တဲ့နေရာကအဲ့ဒီ point တစ်ခုသူနိုင်ငံရေးကိုခွေးတူးပေါင်းနေဝင်တယ်လို့ကျွန်တော်တို့ကသတ်မှတ်တယ်သူ့ကိုယ်သူသူ့ကိုယ်သူဆရာကြီးပုံစံနဲ့ပေါ့နော်တော်တော်များများကျွန်တော်တို့ဖွဲ့ထဲမှာရှိတဲ့ voting လုပ်ပြီးတော့ voting တွေအကုန်လုံးကဒီတိုင်းပဲထွက်တဲ့ပုံမှာကျွန်တော်ဒီ live ကနေပြောတယ်အဲ့ဒါကြောင့်ဒီ page ကိုကျွန်တော်စလုပ်တယ်ကအဲ့လိုမျိုးတောတာဇန်ဆိုတာအဲ့လိုလူတွေကိုပြောတာဒီနိုင်ငံခြားမှာနေတိုင်းလဲအမေရိကမှာနေတိုင်းလဲအမေရိကမှာတောသားတွေအများကြီးရှိတယ်ဆိုတာကိုသိစေချင်တယ်အမေရိကမှာနေတိုင်းမြို့ကြီးသားကြီးမျက်လုံးကြီးပွင့်ပြီးတော့ခေါင်းကြီးကိုသိတယ်မလားအသွေးမြင့်တဲ့အစ်စ်တွေနဲ့ဘယ်လိုပြောရမလဲအမေရိကမှာဆိုတော့ကျွန်တော်မျက်လုံးပွင့်မှနားပွင့်မှ information တွေအများကြီးရှိမယ်လို့ထင်နေမှားသွားလိမ့်မယ်အမေရိကမှာတောသားတွေအများကြီးရှိတယ်ဘာလို့ဆိုတော့ကျွန်တော် social worker လုပ်ခဲ့တဲ့ပုံမှာကျွန်တော်အများကြီးကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးအမေရိကရောက်တောသားများဆိုပြီးတော့တချို့ဆိုရင်တကယ်တောသားမှတကယ်တောသားတော်တော်ရိုးသားတယ်တော်တော်ယဉ်ကျေးတယ်လူတစ်ယောက်တော်တော်ရိုးတယ်ဗျာသူကိုပြောလိုက်တဲ့စကားလုံးတစ်လုံးဆိုရင်အဲ့တစ်လုံးကိုပဲသူလက်ခံတယ်အဲ့တစ်လုံးတိုင်းပဲနေတယ်အဲ့လိုလူတွေရှိတယ်သူတို့ကဘာပြောဆိုတော့အမေရိကကိုမနေချင်တော့ဘူးတဲ့တောပြန်မယ်ဆိုပြီးတော့ပတ်စံတနေရှာပြီးတော့အမေရိကမနေဘဲနဲ့ရွာပဲပြန်မယ်ဆိုရွာပြန်မဲ့လူတွေအားကြီးရှိတယ်အမေရိကသိလားအဲ့လိုမျိုးအမေရိကရောက်တိုင်းဓာတ်ပုံရိုက်လိုက်လို့ဓာတ်ပုံထဲမှာဒီမှာ Golden Gate Bridge ကိုနောက်ခံထားပြီးရိုက်ထားတာတို့ဒီပါလီမန်အဆောက်အုံကြီးကိုနောက်ခံထားပြီးဓာတ်ပုံရိုက်ထားတာတို့နောက်ပြီးတော့လင်ကွန်းသိတယ်မလားအဲ့လိုမျိုးဓာတ်ပုံတွေရိုက်ပြီးတော့တင်လာတဲ့လူတွေအဲ့လူတွေကပိုပြီးတော်ရဆန်တဲ့လူတွေအများကြီးရှိအဲ့လိုလူတွေကပိုတော်ရဆန်ပိုတော်ရဖြစ်တယ်နောက်ပြီးတော့အုံနောက်ကိုသူ့ကိုယ်သူပုံပင်အရန်ဖြစ်ကျင်တဲ့စိတ်အများကြီးပါသူ့ရဲ့ဓာတ်ပုံတွေသူ့ရဲ့ live stream တွေသူပြောနေတဲ့စကားတွေသူနဲ့ပတ်သက်ပြီးတော့နေရတာကတိုင်းမှာအကောင်းမရှိဘဲနဲ့အဆိုးကြီးပဲရှိနေတာကလည်းသူထင်တာကသူ့ကိုယ်သူအောင်မြင်ခြင်းတစ်ခုလိုပဲသူကတွက်တာတယ်အဲ့တော့ကြောင့်ကျွန်တော် page မှာနာမည်ကို by name တက်ပြီးတော့ကျွန်တော်မပြောတာကျွန်တော် by name တက်ပြီးပြောလိုက်မယ်ဆိုရင်သူထင်လိမ့်မယ်သူအောင်မြင်နေတယ်ဆိုပြီးတော့
အဲ့လိုမျိုးမဖြစ်အောင်လဲကျွန်တော်ဒီကနေပြီးတော့အဲ့ဒါကြောင့်နာမည်မတက်လာကျွန်တော် live လေးကို share ပြီးတော့ share မှဒီဟာလေးကိုများများတွေ့မှဒီတာဇန်တွေဘက်ကိုများများပို့ပေးပါအဲ့တော့လူ online ပေါ်မှာ streamer တွေရှိတိုင်း streamer တိုင်းကိုလည်းမယုံနဲ့ပေါ့နော်ဂျားထဲမှာဟို streamer တွေပြောနေဟိုကျွန်တော်ကြုံလို့ပြောတာပေါ့ကိုရီးယားကဒီအစားတလိုင်း streamer တွေရှိတယ်ကိုရီးယားရဲ့အစားတလိုင်း streamer နောက်ကြောင်းရာဇဝင်တွေကိုသူတို့ကတော့ကိုရှိမှာတော့စားပြနေတယ်ဒီ live ကြီးကိုနှွင့်ပြီးစားပြတယ်တကယ်တော့အဲ့ live က तू က video ရိုက်ပြီးတော့ live ပြန်တင်ဗီဒီယိုကို live ပြန်ထည့်ဆိုတော့ तू ကအဲ့မှာဖြတ်ထားတာတွေတောက်ထားတာတွေအများကြီးရှိအဲ့တော့မြင်ရတာကိုတော့ယုံလို့မရတဲ့ခစ်ကြီးမှာအဲ့လိုမျိုး misleading ပေးနေတဲ့လူတွေကိုကျွန်တော်တို့ Facebook ပေါ်ကနေပြီးတော့များပျောက်ဖို့များဘယ်လိုပြောမလဲဖယ်ဖို့တော့ကိုကြိုးစားနေတာကျွန်တော်တို့ကအမှန်ဆိုဖြစ်တဲ့နာကဟုတ်တယ်ကိုတိုင်ကမသိဘူးမသိလို့ကိုတိုင်ကလိလာနေတယ်ကိုတိုင်က information နဲ့ absorb လုပ်နေတယ်စုပ်ယူနေတယ်ထိန်းနေတဲ့အချိန်မှာအဲ့လိုမျိုးမဟုတ်တဲ့လူတွေအဲ့လိုမျိုးအထိပ္ပယ်မရှိတဲ့ mindset တွေကိုပြောင်းပြီးမဲ့လူတွေရဲ့ live stream တွေကိုနားထောင်ပြီးတော့ mindset တွေပြောင်းသွားတဲ့လူတွေပမာကြီးမှာဘယ်လောက်ထိရှိနေပြီလဲဆိုတာကျွန်တော်တို့မှန်းလို့တော့မထီဥပမာနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့မပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးเนาะကိုဗစ် second wave ကြီးထဲမှာတကြံလုံနေတဲ့လူတွေပေါ့ပါတီမဲဆွဲခြင်းတွေပေါ့ဒါကမဖြစ်တဲ့ကိစ္စမနေ့ကဆိုရင်ကျွန်တော်ပြောတယ်မလားဂျိုးဘိုင်ဒန်နဲ့ဒေါ်နယ်ထရန့်နဲ့ဟိုစားလုပ်တယ် debate လုပ်တယ်သူ့မှာ audience ရှိတယ်သူတို့ကြည့်နေတဲ့ audience spectator ဆိုတာရှိတယ်အဲ့ audience တွေကိုကိုဗစ်ကိုတိုင်တာပေါ့ပါပြီအဲ့ဒီ audience ကိုမဝင်ခင်မှာအဲ့ဒီ audience ကိုစည်ရင်းမပေးခင်မှာ14ရက်အိမ်မှာ quarantine ဝင်ရတယ်အဲ့ဒီစင်ကိုအဲ့ဒီပွဲကိုကြည့်ဖို့တော့เนาะ14ရက် quarantine ဝင်ရတယ်မိကုန်းတွေအများကြီးရှိတယ်အဲ့ဒီ14ရက်ဒီ14ရက်မို့เนาะတလအတွင်းမှာကိုဗစ် suspect ဖြစ်တဲ့လူနဲ့အထီးတွေ့ရှိခဲ့တာအဲ့ဒါတွေကအစအကုန်လုံးအဲ့ဒါတွေကစအကုန်လုံးမေးပြီးတော့မှဒီ audience တွေကိုပေးဝင်ဆိုဖြစ်တင်တာက online မှာဗျာ online မှာ Facebook ပေါ်မှာဒီမဲဆွဲခြင်းကိစ္စကိုလုပ်လို့ရတာပဲဘာလို့မလုပ်ကြလဲဆိုတာကျွန်တော်လည်းတွေးမိတော့အဲ့တော့နိုင်ငံရဲ့အကြီးအကဲတွေပါတီရဲ့အကြီးအကဲတွေကျွန်တော်တက်ပညာတတ်တယ်ကျွန်တော်တက်ဘူးတူတာလည်းဆုံးတယ်ကျွန်တော်တက်အသက်ကြီးတယ်သူတို့ပို့တည်လိမ့်မယ်ကျွန်တော်ကတော့ဖြစ်စေချင်တာကတော့ online နေပြီးတော့မဲဆွဲခြင်းကအကောင်းဆုံးပဲလို့ကျွန်တော်ကတော့မျှော်လင့်တယ်ဖြစ်တဲ့အကြံပေးတာပေါ့နော်လုပ်ကျင် debate လုပ်ကြကျွန်တော်တို့ကတယောက် challenge ခေါ်ပြီးတော့ချကြမှာခင်ဗျ online ပေါ်မှာဖြဲကြအဲ့လိုမျက်နှာချင်းဆိုင်စုံပြီးတော့လေအဲ့ဒါကပူပြီးကြည့်ကောင်းကျွန်တော်ဆိုလို့နေတာကသူ့အဖွဲ့နဲ့သိတယ်မလားဟိုကြန့်ခိုင်ရလူကလာအန်နယ်လီကလာအဲ့လိုမျိုးခေါင်းချင်းဆိုင်ပြီးတော့အမှချဲကြခင်ဗျတယောက်နဲ့တယောက်အမှပြည်သူကဆုံးဖြတ်လိမ့်မယ်အဲ့ဒါကအခြေပဲကျွန်တော်ဖြစ်စေချင်တာပေါ့နော်ဒါတော့သူတို့တဘောသူတို့ဘယ်လိုလုပ်လဲတော့ကျွန်တော်မသိဘူးအဲ့လိုမျိုး audience အဲ့လိုမျိုး debate လုပ်တဲ့အခါကျရင်အနောက်ကြောင်းတွေပါတွေမပြောနဲ့လက်ရှိရှေ့ကိုဘယ်လိုသွားမဲဆိုတာကိုလည်းပတ်သက်ပြီးတော့ debate လုပ်အဲ့ဒါဆိုရင်အားပေးတဲ့ကျွန်တော်မဲဆန္ဒပြည်သူတွေလည်းတော်တော်လေးကိုဘယ်လိုပြောမလဲအားရအောင်ပေါ့နော်အဲ့ကျွန်တော်ရှင်းဖွင့်ပြီးမှကျွန်တော်ပြောတဲ့စကားနားမတော့ကျွန်တော်ပြည့်စုံတယ်တရားအဲ့တော့ online ပေါ်မှာစကားပြောတိုင်းစောက်တက်ကြီးမဟုတ်ဘူးဆိုတော့ပြီးသိစေချင်တယ်အဲဒါကြောင့် online ပေါ်မှာသိတယ်မလား online ပေါ်မှာဒီ page တွေကို follow လုပ်မယ် page တွေကိုဟိုစားဒီညာလုပ်တော့မယ်ဆိုရင်အဲ page နဲ့ပတ်သက်ပြီးတော့အရင်ဆုံးလေ့လာပါအရင်ဆုံးသိချာကြည့်ပါဒီ page ကဘာလုပ်တာလဲဒီ page နဲ့ပတ်သက်ပြီးတော့ငါ့အတွက်ဘာရမှာလဲဆိုတာနဲ့အဲ့ဒါလေးကိုအဓိကထားပြီးတော့အဓိကထားပေါ့နော်အဓိကထားပြီးတော့target ထားပြီးတော့ကိုသူကဘာရမလဲဆိုတာကိုအဓိက target ထားပြီးတော့ page တွေကို like လုပ်ပါ online မှာကအဲ့ဒီ media သတင်းအတုတွင်တဲ့နေရာတွေရောအများကြီးရှိတယ်အများကြီးအခု
ကျွန်တော်အခုပြောနေတဲ့တယောက်ဆိုတော်တော်ဆွဆွဝါးဝါးကြီးကိုတော်တော်ဆွဆွဝါးကြီးကိုဟိုးစာလုပ်နေတာတော်တော်ဆွဆွဝါးကြီးကိုသူဟိုပောက်လို့ပေးသားတယ်ပြောနေတာမပြောပါနဲ့လို့လေတားစီပိတ်ပင်ဖို့ကကြတော့လေသူ့အခွင့်အရေးကိုကျွန်တော်တို့သူ့အခွင့်အရေးကိုကျွန်တော်ပိတ်ပင်တယ်လို့ဖြစ်နေတဲ့အပေါ်မှာသူ့အခွင့်အရေးနဲ့သူဆိုတော့ကျွန်တော်လည်းမပိတ်ပင်ဘူးပေါ့နော်ငါသူကြိုက်လို့သူလုပ်တာပဲသူ့တဘောပဲဆိုပြီးတော့ကျွန်တော်လည်းကျွန်တော်ရဲ့အခွင့်အရေးတိုင်းပြန်ပြောရမယ်ဆိုတဲ့အတိတ်ပဲပြန်ပြောရမယ်ဆိုတဲ့ပြောရမယ်ဆိုတဲ့ဟာနဲ့ကျွန်တော်ဒီနေ့ live လွှင့်လိုက်တာဒါဟာကြီးလည်းအများကြီးပြောပါကျွန်တော်နေသိမ့်မကောင်းတော့မို့ယာဒီကိုကျွန်တော်ဒီမှာ4ရောက်နေပြီကြားထဲမှာမီးတွေလောင်ပြီးတော့မီးကိုတွေမှုန်ပြီးတော့လူကမီးကိုနှံ့နေရှူအစိတ်တွေရှူတာပြီးတော့လူလည်းနည်းနည်းမလန်းညင်လို့ဖြစ်ပြီးတော့အခုတစ်ခါပူလိုက်အေးလိုက်နဲ့ကိုဗစ်တော့မရှိဘူးကိုဗစ်ကတော့ကျွန်တော်တက်စစ်ပို့ပါပြီခဏစစ်တယ်ကြားထဲမှာလည်းခဏစစ်တယ်ကိုဗစ်တော့မဟုတ်ဘူးရာသီဥတုအပြောင်းလဲကြောင့်ဖြစ်တာအဲ့တော့ online ပေါ်မှာအဲ့တယောက်ကိုအဲ့ဘေးကျွန်တော်အခုပြောနေတဲ့တယောက်ကိုသိကျင်တယ်ဆိုရင်ကျွန်တော်တို့လည်းမေးပါနောက်မှ page share chat box ထဲမှာလည်းမေးပါ page chat box ထဲမှာကျွန်တော်ထင်ကကျွန်တော်ပြန်ပြောရင်လည်းပြောမှာကျွန်တော်မပြောရင်တော့ကျွန်တော် admin ထင်ကလူတွေပြန်ပြောပြီးမယ်နောက်ပြီးတော့report ဘယ်လိုလုပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပြောပြီးမယ်ကျွန်တော် page ကအားလုံး welcome ပါကျွန်တော် page ကမှန်တာကိုမှားနေတယ်လည်းပြောတယ်လူတွေကို misleading လည်းမပြော misinformation နဲ့ကျွန်တော်မပြောဘူးကျွန်တော်ဖတ်တယ်မြကျွန်တော်ထင်ကကျွန်တော်ပေးလေးလာတယ်မြအကုန်လုံးကျွန်တော်လေးလာပြီးမှပြောတဲ့စကားတွေဖြစ်ပါတယ်ကျွန်တော်ပြောတဲ့စကားလုံးတိုင်းပုံမှာကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးမကျေနပ်ဘူးဆိုရင်ကျွန်တော်လည်းပြောပါကျွန်တော်ပဲလည်းပြောပါကျွန်တော် page မှာလည်းပြောလို့ရပါတယ်ကျွန်တော်အခုပြောလိုက်တဲ့စကားရင်းနဲ့ပတ်သက်ပြီးတော့မှားနေတာပဲဖြစ်ဒါပဲဖြစ်ပေါ့နော်တက်တွေထောက်တာခက်ခိုင်ပါနဲ့တော့လာစေချင်ပါတယ်ကျွန်တော်ကိုပြန်ပြီး attack လုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီကနေပြီးတော့ဒီ live မှာနေပြီးတော့ပြန်ပြီး challenge လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီလောက်ပဲကျွန်တော်တစ်ချိန်တစ်ပုတ်ဖွင့်ပြပြီးတော့ကျွန်တော် live လေးကိုဆုံးသတ်လိုက်ပါတစ်ချိန်တော့ပဲကျွန်တော်တစ်ချိန်တူနားထောင်မယ်လို့ကျွန်တော်တစ်ချိန်နာမည်လေးရေးပါကျွန်တော်ဘာတစ်ချိန်နားထောင်ကြတူကျွန်တော် page ကိုမဟုတ်ကျွန်တော်ရဲ့ original account ကြီးကို report ထုတ်လာတယ်ရက်30ကျွန်တော် live ပြင်လို့မရဘူးကျွန်တော်ဒီနေ့မှတည်တယ်ကျွန်တော် Facebook ဒီရက်ပိုင်းသိမ့်မသုံးတော့ဒါကျွန်တော်ရဲ့ admin တွေကတယောက်ရဲ့ account ကနေပြီးတော့ကျွန်တော် live ပြင်လာတချင်းဖွင့်မယ်ဘာတချင်းနားထောင်နေတယ်ဘာတချင်းနားထောင်အောင်မလဲကျွန်တော်ဗမာတချင်းနားမထောင်တော့ကြာတော့လေကျွန်တော်ဗမာတချင်းတိတ်မသိဘူးဖြစ်တယ်ကျွန်တော်ကြိုက်တဲ့အင်္ဂလိပ်တချင်းနားထောင်မယ်ဆိုရင်တော့နားထောင်မလားကျွန်တော်နားထောင်နေကြအင်္ဂလိပ်တချင်းနားထောင်မယ်ဆိုရင်ကျွန်တော်ဖွင့်ပေးမယ်ကျွန်တော်နားထောင်နေကြအင်္ဂလိပ်ချင်းကျွန်တော်အရင်ကြိုက်တဲ့ချင်းပေါ့နော်ကျွန်တော်ဖွင့်ပေးမယ်ဒါကျွန်တော်နားထောင်နေကြတဲ့ချင်းကျွန်တော်ကြည့်တာ copyright နဲ့ညှိမလားမသိဘူးအတန်ပိတ်ပြန်ထိပါအောင်မသိဘူးထင်တာပေါ့နော်Just look at this mouth-watering ဒါကျွန်တော်နားထောင်နေကြတဲ့ချင်းကျွန်တော်ကားလေးတော်တော်ဘယ်တော်တော်လာကျွန်တော်နားထောင်နေကြတဲ့ချင်းပေါ့ကျွန်တော် YouTube ကနေဖွင့်နေတာ Grab a Pepsi pizza deal today, only at 7-Eleven. If you manage a team, you have to try Monday. အဲ့ချင်း3လေးဖို့ဖွင့်ပြီးတော့ကျွန်တော် live လေးတင်ကျွန်တော်နားထောင်နေကြတဲ့ချင်းကျွန်တော်ပုံယူပါ Know that I like it when you touch me, especially like sexually. You know that I'm fucking with you heavily. No energy is heavenly. Don't spend a second tripping on my enemies, 'cause they envy me, my energy. You know what I'm focused on. I
that shit can happen. Yeah, my energy on track and burn it down and I start laughing. Turn the ashes into magic, yeah. Taking all the hit, I'm in the sky. Nothing takes me higher than the moon. Ask about this shit, I'll let you know. Yeah, this the type of shit that be inside of me. Roll with me, get roll with me. You know that I like it when you dance with me. Especially, like sexually. You know that I'm fucking with you heavily. No energy is heavenly. Don't spend a second tripping on my enemies. Cause they envy me, my energy. You know that I'm fucking Middle finger to the other side, they hate on me. Facts. They know it wouldn't be wise for them to play with me. I need scrap. Riding through my hood, I got your bae with me. I took her on a date, I brought my K with me. Oh God. Say she like my vibe, where I slide, where I ride. You got one main bitch, nigga, I got five. Oh God. They know not to argue with me, I be way too high. She taught me while I'm driving, I'ma get a DUI. Slide with me, slide, ride with me, ride, ride with me. High. You know that I like it when you dance with me. Especially, like sexually. You know that I'm fucking with you heavily. No energy is heavenly. Don't spend a second tripping on my enemies. Cause they envy me, my energy. You know what I'm focused on. Not about it. I'm a mother on my tail, I'm all up in the bed, bitch, trying to take care of this. I be the man that you will, this, oh, yeah. She fucking with me cause she can, I want the mothers and grounds, so don't just count, leave me the bitches around, yeah. 47 shots. Keep the talking, not a wrist, bitch. I'ma mark it off my checklist. I'm more off in the bench, bitch. Tryna take cases. I be the man that you helpless. Oh, yeah. She fucking with me cause she can. I want them hundreds and grams. Fuck up the scam. Leave me the digits are real, yeah. Ay, keep the talking, not a wrist, bitch. I'ma mark it off my checklist. I'm more off in the bench, bitch. Tryna take cases. I be the man that you helpless. Oh, yeah. She fucking with me cause she can. I want them hundreds and grams. Fuck up the scam. Leave me the digits are real, yeah. I just need a lighter, I'ma roll that fire. She said she ain't riding if we sliding out that fire truck. I'ma stay away from her. Young niggas ain't good with birds. I say move, get out my turn. I'ma fuck her sister first. She said I done deny. I say oh why? She said she don't fly with guys, no ride or die, but she get pipe and leave the side like damn. No motion, this my plan. I ran the check, now who on next way? Oh shit, this my land. Yeah. Keep it talking, not a wrist, bitch. Okay, not about it. What? You simple phone. Shawty won't move too fast, controlling me. Took my tracks in the loft, and my kids come find they know it's me. I feel nothing these days. The moon took a hold on me. I feel nothing these days. So don't you trust in me, cause I'm better enough right now. Shawty won't move too fast, controlling me. Took my tracks in the loft, and my kids come find they know it's me. I feel nothing these days. The moon took a hold on me. I feel nothing these days. So don't you trust in me, cause I'm better enough right now. Yes, I can. One of those nights, I run off so slow. One of those days, tell me you're taking off the lonely nights. Oh, sorry. That you know, child.
know that I like it when you dance with me, especially like sexually. 'Cause you know that I'm fucking with you heavily. No energy is heavenly. Don't spend a second tripping on my enemies, 'cause they envy me, my energy. You know I don't fucking stop. I'm feeling like a star. If you think it, then you are. Put the focus back on me. Cut all negativity. Now I fucking live my dreams. Whatever I imagine, I know that shit can happen. Get my energy on track and burn it down and I shall laugh and turn the ashes into magic. Yeah, yeah. Taking all the hate, I'm in the sky. Nothing takes me higher than the moon. Ask about this shit, I'll let you know. Yeah, this the type of shit that feels so with me. Fall with me, get fall with me. You know that I like it when you dance with me, especially like sexually. You know that I'm fucking with you heavily. No energy is heavily. Don't spend a second tripping on my enemies, 'cause they envy me, my energy. You know I don't fucking Middle stop. finger to the other side, they hate on me. Facts. They know it when me No, that watching will them share play it with on me. I these scraps. Riding through my hood, I got your bae with me. I took her on a date, I brought my K with me. Oh God. Say she like my vibe, where I slide, where I ride. You got one main bitch, nigga, I got five. Oh God. They know not to argue with me, I be way too high. She taught me while I'm driving, I'ma get a DUI. Slide with me, Slide, fall with me, ride, fall with me. high. You know that I like it when you dance with me, especially like sexually. 'Cause you know that I'm fucking with you heavily. No energy is heavenly. Don't spend a second tripping on my enemies, 'cause they envy me, my energy. You know I don't focus on.ကျွန်တော်ကြိုက်တဲ့ရှင် She a lie now. Pretty fucking bitches on my mind now. She's sweet, kind of a reminder. So lately, don't waste my time now. Ooh, she a fucking lie now. Pretty fake bitches on my mind now. She's sweet, kind of a reminder. Lately, you waste my time now. Ooh, yeah, yeah, yeah. I don't got no time to waste no time, no. You want me forever, wait in line. No, you cannot come wherever I go. Where should I go? I need a reminder. Where should I go? 'Cause I need to find her. She a lie now. Pretty fucking bitches on my mind now. She's sweet, kind of a reminder. So lately, don't waste my time now. Ooh, she a fucking lie now. Pretty fake bitches on my mind now. She's sweet, kind of a reminder. So lately, you waste my time now. Ooh, yeah, yeah. She's sweet, kind of a reminder. She's sweet, kind of a reminder. Yeah, she a lie now. Pretty fucking bitches on my mind now. She's sweet, kind of a reminder.
Lately, don't waste my time now. Ooh, she a fucking lie now. Pretty fake bitches on my mind now. She's sweet, kind of a reminder. Lately, you waste my time now. Ooh, yeah. Good girls hard to find. I got a bad bitch on my mind. Her love got me blind. Her love's one of a kind. But I told her go, and she asked me why. I said I gotta go. I don't care to cry. This is not new to me. I'm no random guy. You just want my jewelry. You can keep it low. You need me, but I need you more. If you don't stay, baby, there's a door. I'm on my grind. Just don't waste my time. She a lie now. Pretty fucking bitches on my mind now. She's sweet, kind of a reminder. So lately, don't waste my time now. Ooh, she a fucking lie now. Pretty fake bitches on my mind now. She's sweet, kind of a reminder. So lately, you waste my time now. Ooh, yeah. She's sweet, kind of a reminder. She's sweet, kind of a reminder. တဒါနော်ကျွန်တော် live လေးကို share ပေးပါကျွန်တော်ပြောရတဲ့မှာမကျင်တတ်တာလည်းရှိရင်ကျွန်တော် page မှာလာပြီးတော့ပြောနိုင်ပါတယ်တဒါနောက်တစ်ခါ live လွှင့်တဲ့အခါကျရင်ထပ်ဆောင်ကြတယ် bye bye